ညတလုံးဖျားဖို့မှာတော့ပွဲတော်ရဲ့ဖြစ်တာနဲ့အမျှလူတွေကအရန်စီကားနေပါတယ်အဲ့ဒီလူအုပ်ကြားထဲမှာတန်ခဲတယောက်ဘုံကြီးကိုလိုက်ရှာရင်းပိုလျှောက်ပြီးလျှောက်ဖြစ်နေတော့တာပေါ့တန်ခဲကတော့ဘုံကြီးဘယ်ရောက်သွားပါလိမ့်ဆိုပြီးလူအုပ်ကြားထဲတိုးဝင်လာကိုကြီးတီကြီးလှုပ်လိုက်နဲ့မျက်စိတောင်လဲလာပြီးဘုံကြီးကတော့အသက်က40ကျော်လာပြီဆိုတော့တန်ခဲလိုအမြင်ပြေးချင်းနဲ့မှန်မှန်ပဲလေကားထစ်တွေတက်လာတာအခုဆိုဖျားရင်ပြင်ပုံကိုရောက်ခါနေတယ်အဲ့ဒီအချိန်မှာပဲဘုံကြီးကဖြည်းဖြည်းချင်းတက်လာရင်ဖျားရင်ပြင်ပုံကိုရောက်လာပါပြီဘုံကြီးလည်းကိုကြီးတီကြီးနဲ့တန်ခဲကိုလိုက်ရှာတော့တာပေါ့ဒါပေမဲ့တန်ခဲကညောင်ပင်အောက်မှာနားနေတော့နှစ်ယောက်သားလွဲနေကြပြန်တယ်ဘုံကြီးကတော့ဖျားရင်ပြင်တစ်ပတ်လုံးရှောက်ရှာပြီးသွားပြီဘုံကြီးဘယ်ရောက်သွားလဲမသိပါဘူးဘုံကြီးဘယ်ရောက်သွားလဲမသိပါဘူးတန်ခဲကိုမတွေ့သေးဘူးဒါနဲ့ပါဇက်ကလည်းတန်ခဲကြောင်တောင်တောင်နဲ့ဘယ်ရောက်နေလဲမသိပါဘူးဆိုပြီးပြောနေတော့တာလူတွေကလည်းစီကားလုံးတော့တယောက်နဲ့တယောက်ရှာဖို့ကိုမလွယ်ဘူးလေဒီလိုနဲ့ဘုံကြီးလည်းဖျားပေါ်တက်လာရတာပြင်လာတော့ဖျားဆောင်တဲ့တွေကဖျားအခန်းဆောင်တစ်ခုထဲဝင်သွားပါတယ်အဲ့ဒီထဲမှာဖျားကတော့အေးစစ်စစ်ပတိစိတ်ကြီးတရားထိုင်နေတော့တာပေါ့တန်ခဲကတော့ဒီနာပြီးနောက်ပေါ့ဖျားပေါ်ရောက်တာဖျားတော်ဦးမချရသေးဘူးဘုံကြီးရှာနေရတာနဲ့ဖျားရင်ကတော့လိုက်ပါအောင်မယ်လေဆိုပြီးသူ့ဘာသာပြောလိုက်တယ်ပြီးတော့ဘုံကြီးတရားထိုင်နေတဲ့ဖျားခန်းဆောင်တဲ့ကိုတန်းဝင်သွားပြီဖျားကိုဦးချတယ်ဒါပေမဲ့သူလိုက်ရှာနေတဲ့ဘုံကြီးကသူ့ဘေးနားမှာထိုင်ပြီးတရားထိုင်နေတာကိုတန်ခဲကမသိရှာဘူးဘုံကြီးကလည်းမျက်လုံးမိတ်ပြီးတရားထိုင်နေတာဆိုတော့သူရှာနေတဲ့တန်ခဲသူ့ဘေးနားမှာရောက်နေတာကိုသိပြန်ဘူးတယောက်နဲ့တယောက်ဘေးချင်းကလျက်သားနဲ့မတွေ့ကြသေးတာကတော့တန်ခဲတို့နှစ်ယောက်ရဲ့ကံပဲရှင်ပါရဲ့တရားပွဲတော်ရဲ့ဆိုတော့လူတွေကလည်းစီကားအတန်တွေကလည်းစူညံဒီကြားထဲမှာတန်ခဲနဲ့ဘုံကြီးတို့ကတော့တယောက်ကိုတယောက်ရှာရင်းနဲ့ထပ်ပြီးလွဲနေကြပြန်ပါတော့တယ်တန်ခဲနဲ့ဘုံကြီးဖျားပေါ်မှာဘလို့ပြန်ဆောင်ကြမလဲဆိုတာနောက်လာမယ့်အပိုင်းလေးကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်နောက်လာမယ့်အပိုင်းများကိုအဆက်မပြတ်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Burmese World Channel လေးကို subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော်